ရှေ့ကဗီဒီယိုနံပါတ်8မှာကျွန်တော် DC motor ရဲ့ transfer function ကိုမက်လက်တယ်မှာ simulate လုပ်ခဲ့တယ်အားလုံးအဆင်ပြေတယ်အဲ့တော့အဲ့ဒီ DC motor ရဲ့ transfer function ကိုသုံးပြီးတော့ကျွန်တော်ဒီနေ့ PID ကိုအဲ့ transfer function ကိုပေါင်းထည့်မယ်ပြီးရင် tuning လုပ်တကယ်လို့အဲ့ဗီဒီယိုနံပါတ်8ကိုမကြည့်ရဘူးဆိုရင်ဒီဆုံးသွားကြည့်ဖို့အကြံပြုချင်တယ်ဘာလို့လဲဆိုတော့ဒီဗီဒီယိုရှေ့သွားမှာမလို့အဲ့ဒီဗီဒီယိုမှာလုပ်ခဲ့တဲ့ transfer function ရဲ့အကြောင်းကိုကျွန်တော်ပြန်မပြောတော့ဘူးဒီမှာတော့ PID ပေါင်းထည့်ပြီးတော့ tuning လုပ်တာပဲကျွန်တော်ပြမယ်So let's do it. ဒါကကျွန်တော်တို့ DC motor ရဲ့ transfer function video နံပါတ်8မှာကျွန်တော်ဒီအကြောင်းပြောခဲ့ပြီ။ဒီကောင် run မယ်ဆိုရင်ကျွန်တော်တို့ရဲ့ motor က37 rpm 12 volt ထွက်လာတယ်။37 rpm. Okay ဒီမှာကျွန်တော်တို့ PID ကို tuning လုပ်။ PID tuning မလုပ်ခင် PID ဆိုတာကကျွန်တော် closed loop feedback system ပြည့်တဲ့အတွက်ကျွန်တော် feedback ပြန်လာဖို့အတွက် sum ဆိုတဲ့သင်္ကေတတစ်ခုထည့်ပေးမယ်။အဲ့ဒါကို simulink library ထဲသွားမယ်။ ဒီမှာ max operation ထဲမှာကျွန်တော်တို့ sum ဆိုတာရှိတယ်အဲ့ဒါကိုဆွဲထည့်လိုက် Okay ဒီမှာ plus ဖြစ်နေတဲ့အတွက်ကြောင့် plus minus ပြန်ပြောင်းပေးမယ် Okay ထည့်မယ်ပြီးတော့ဒီနှစ်ခုကျွန်တော်ချိန်ပေးလိုက်မယ်ဒီကနေ feedback ပြန်သွားမယ်ထွက်လာတဲ့ output ကို input စီကို feedback ပြန်ပေးတာပေါ့နော်ပြီးတော့မှကျွန်တော် controller ထဲသွားပြီးတော့ပြန်ပြီးတော့ချိန်ကြည့်မယ် Okay ပြီးတော့ရှင် simulink library ပြန်သွားမယ်continuous ထဲမှာကျွန်တော်သုံးဝင် PID controllerဆိုတာရှိတယ်အဲ့ဒါကိုဆွဲယူလိုက်မယ်ပြီးမှဒီမှာချိတ်ဆက်လိုက် Okay PID controller နဲ့မချိတ်ရင်ကျွန်တော်တို့PID controller က pulse width modulation ကိုထုတ်ပေးတယ်ကျွန်တော် Arduino မှာဆိုလို့ရှိရင်0 to 255 analog right အဲ့ဒါ pulse width modulation value 255တဲ့ကိုပို့ပြီးတော့ကျွန်တော်ပေးလို့မရဘူးအမှကျွန်တော်တို့အဲ့အတွက်ကျွန်တော်တို့လိုအပ်တဲ့ဒီ limit လောက်မှာပေါ့နော် limit လောက်ဖို့အတွက်ကျွန်တော်တို့လိုအပ်တဲ့ဟာကိုကျွန်တော် saturation နဲ့ကိုသွားပြီးတော့အတုံးစလုံးယူလိုက်မယ်ဒီမှာ saturation ဆိုတာရှိတယ်အဲ့ဒါက pulse width modulation တွေကိုကျွန်တော်တို့ limitation လုပ်လိုက်ကန့်သတ်လိုက်ဥပမာ0ကနေ245ကျော်လို့မရဘူးကျွန်တော်ဒီမှာ lower limit ကို0လို့ထားလိုက်မယ် upper limit ကို255ထားလိုက်255တဲ့ကျော်လို့မရlimit လုပ်လိုက်တယ်ပေါ့နော်ပြီးတော့ရှင်ကျွန်တော် motor driver ရှိတယ် motor driver ကဘာလုပ်ပေးလဲဆိုတော့ဒီကျွန်တော်တို့ဒီ saturation ကနေပြီးတော့လှုပ်ထုတ်ပေးလိုက်တဲ့ pulse width modulation တွေကို voltage ပြန်ပြောင်းပေးတယ်ဒီမှာကတော့ motor driver အတွက်ကျွန်တော်တိတန်းဟိုတော့မရှိဘူး block မရှိတဲ့အတွက်ကျွန်တော်တို့ဒီ gain ခုပဲယူလိုက်မယ် gain အတုံးယူပြီးတော့ကျွန်တော်ဒီထဲမှာထည့်ပေးလိုက်မယ်သူက12 by 255ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်အဲ့တော့12 by 255ကဥမာဒီ saturation ကနေပြီးတော့255ဆိုတဲ့ pulse width modulation တခုထုတ်ပေးလိုက်အဲ့တော့ဒီ motor driver ကဥမာ12 by 255 into 255ဒီ255က pulse width modulation ကထုတ်ပေးလိုက်တယ်အဲ့တော့ဒီအားနဲ့ချိန်သွားမှာဆိုရင်12 volt ချက်ဥမာအပြင်100 volt ဒီ saturation ကလှုပ်ပေးလိုက် pulse width modulation 100လှုပ်ပေးလိုက်တယ်ဆိုရင်ဥမာ12 by 255 into 100ဆိုရင်ကျွန်တော် 4.7 volt လောက်ရအဲ့လိုမျိုးသူကဒီ PID က pulse width modulation ထုတ်ပေးတယ် saturation က pulse width modulation ကိုသူက limitation ပြန်လုပ်တယ်0ကနေ255ကြားရပဲလက်ခံတယ်အဲ့ဒီကနေပြီးတော့pulse width modulation ထုတ်ပေးတယ်အဲ့ဒါကိုဒီ motor driver က voltage ပြန်ပြောင်းတယ်ပြီးတော့မှကျွန်တော် transfer function နဲ့ထည့်ပြီးတော့ကျွန်တော် output ထွက်လာတယ်အဲ့ speed ကို feedback ပြန်သွားပြီးတော့ဒီ sum နဲ့ပြန်သွားတယ်အဲ့ဒီပုံစံမျိုးတွန်းရတယ်လို့ကျွန်တော်တို့ PID ကို tuning လုပ်ကြအောင် Okay ကျွန်တော်ဒီမှာ12 volt ဖြစ်နေတယ်အခုကကျွန်တော်တို့ကဒီ sub point ထားမှာပေါ့ target speed ဘယ်လောက်မှထားမှာလဲဆိုတော့ကျွန်တော်ဒီကောင်ကို20ထားလိုက်မယ်ကျွန်တော် motor 37 rpm မရှိအောင်20 rpm ထားလိုက်မယ်ဒီက voltage ကို sub point လို့ပြင် sub point ဆိုတော့ကျွန်တော် target speed ပေါ့နော်ကျွန်တော် desire speed ကိုပြော Okay ဒါဆိုရင်ကျွန်တော် PID ကိုစပြီးတော့ tuning လုပ်လို့ရတယ်tuning လုပ်မယ်ဆိုရင် PID ကိုနှိပ်လိုက် double click နှိပ်လို့ရှိရင်P ကို 1 ဖြစ်နေတော့ I D Okay ကျွန်တော် PID tuning စလုပ်မယ်ဆို P ကိုစပြီးတော့ပဲ tuning လုပ် I နဲ့ D ကို0ထားတာကျွန်တော်ကတော့ P ကို10လောက်ထားကြည့်ပြီး Okay နှိပ်လိုက်မယ်ပြီးမှရင် run လိုက်မယ်ပြီးမှရင် scope ဖွင့်လိုက်မယ် Okay sub point ရ20ဒီမှာအခုမှဒီကောင်က17ကျော်7နှစ်နီးပါးလောက်ပဲရှိတာအဝေးလို့နေတယ်အဲ့တော့ကျွန်တော်တို့ PID တီတန်မို့ထပ်မြင့်ပေးမယ်တာကြဝေးအောင်30လောက်ထားကြည့်မယ်30လောက်ထားလိုက်ရင်သူက16ကျော်လေးကိုရောက်လာတယ်
ကျွန်တော်စက်ပွိုင်းကိုမရောက်ဘူးเนาะစက်ပွိုင်းကိုမရောက်ဘူးโอเคကျွန်တော်ထပ်ပြီးတော့ P ကိုထပ်တိုးပေးမယ်50လောက်ထားကြည့်မယ်ဆိုတော့ okay ကျွန်တော်တို့ရဲ့ဟိုက20အခုမှဒီကောင်က19ကြော်ပဲရှိသေးတယ် okay 60လောက်ထားကြည့်မယ်60လောက်ထားကြည့်ပြီးတော့ကျွန်းရင်းလောက်ကြည့်မယ်အဲ့တော့အခုကဘယ်အောင်လဲတိတ်မကွာတော့အဲ့တော့တီတန်မိုးအရန်မြင့်သွားရင်လည်းပဲဒီကောင်ဆက်မတက်နိုင်တော့အပေါ်မတက်နိုင်တော့အဲ့တော့ဒီ18ကြော်လောက်မှာ18နီးပါးလောက်မှာသူကပိတ်မိတယ်ကျွန်တော်တို့ iron ကိုညီကိုသုံးမယ် iron ကောင် steady state error ကိုကျွန်တော်ဖြည့်ရှင်းပေးမယ်20စီရောက်20စီ20ကိုမရောက်သေးဘူးเนาะအဲ့ error ကိုဖြည့်ရှင်းဖို့တော့ကျွန်တော် iron ကိုသုံးမယ်iron ကိုစသုံးမယ်ဆိုရင်ဖြည့်ချင်းပဲကျွန်တော် tuning လုပ်မယ်10လောက်နဲ့စလို့ tuning လုပ်ကြည့်မယ်Okay တက်လာပြီတော့စက်ပွိုင်းကိုမရောက်သေးဘူး Okay ဒီကောင်ထပ် tuning လုပ်မယ်30လောက်ထားကြည့်Okay စက်ပွိုင်းကို20ကိုထိသွားပြီ6စက္ကန့်ဝန်းကျင်လောက်ကြာတယ်6စက္ကန့်ဆိုတော့နည်းနည်းတော့နှင်းနေတယ်နည်းနည်းနှင်းနေတယ်မြန်ရောက်ချင်တော့ကျွန်တော်တို့အာရုံနဲ့ထပ်တိုးပေးမယ်ကျွန်တော်စက်ပွိုင်းကိုမြန်ရောက်ဖို့အတွက်40လောက်ထားကြည့်ခုန5စက္ကန့်6စက္ကန့်နီးပါးလောက်ကြာတယ်နော်စက်ပွိုင်းကိုကျွန်တော်အာရုံထပ်တိုးပေးလိုက်တယ်တာကြောက်မြန်ရောက်အောင် Okay အခုဆိုရင်2စက္ကန့်ဝန်းကျင်လောက်မှာကျွန်တော်တို့ဒီစက်ပွိုင်းကိုရောက်သွားကျွန်တော်တို့ပြန်ယူနီကဒီမှာကျတော့ကျွန်တော်အစတော့ကျွန်တော်တို့ခက်မှန်ခဲ့ဒီ3ကြောင်မလို့ပဲနဲ့အဆင်ပြေတယ် overshoot တွေ data ဒီ oscillation overshoot ရမရှိဘူး။PI နဲ့ကျွန်တော်တို့ဒီမှာအဆင်ပြေသွားတယ်ပေါ့နော်20ကို2စက္ကန့်လောက်နဲ့တင်စက်ပွိုင်းကိုရောက်သွားတယ် overshoot တွေမရှိဘူး oscillation တွေမရှိဘူး။ဒါကိုကျွန်တော်တို့အချင်းချင်းပြန်ပြောရရင်စက်ပွိုင်းက20စက်ပွိုင်း20ကကျွန်တော် password PI ကဒီ control လုပ်ပေးတယ်အဲဒီကနေ password modulation ကိုထုတ်ပေးတယ် saturation ကအဲ့တော့ limit ပြန်လုပ်ထုတ်ပေးလိုက်တဲ့ဒီ password modulation ကိုအမြင့်ဆုံး255ထိပဲလက်ခံတယ်အနည်းဆုံး0အဲဒီကနေပြီးတော့အဲ့ရထုတ်ပေးလိုက်တဲ့ password modulation တွေကို motor driver စီပို့ပေးတယ်12.255နဲ့မြှောက်ပြီးတော့ကျွန်တော် voltage ဖြစ်ပြန်ပြောင်းပေးတယ် password modulation ကို voltage ဖြစ်ပြန်ပြောင်းပေးတယ်အဲ့ဒါကနေ transfer function ကိုတွားတယ် transfer function ကနေပြီးတော့output speed ကိုထုတ်ပေးတယ်အဲ့ speed ကနေပြီးတော့ကျွန်တော်တို့ဒီ feedback controller နဲ့ဒီ PID control အရှိကိုပြန်လာတယ်ပြီးတော့မှာ low impact ဒါကကျွန်တော်တို့ PID controller tuning ဒီဗီဒီယိုမှာကျွန်တော် tuning လုပ်ပြသွားတယ် PI နဲ့တင်အဆင်ပြေသွားတယ်ဒီ3စရာမလိုဘူးပြီးတော့ကျွန်တော်အစရအဲ့ဒါကိုတွက်ချက်လာပြီလား Okay နောက်ဗီဒီယိုမှာကျွန်တော်တို့ hardware ကိုကန်ပြီးတော့ the real tuning နဲ့လုပ်ကြအောင် so see you next video